မင်္ဂလာပါဒီနေ့မှာ solution တော့ design ဘက်မှာအရန်မှာထူကြပြီးတော့ performance ဘက်မှာအရန်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့ကျွန်တော်မြန်မာနိုင်ငံမှာ official မိတ်ဆက်လာတဲ့ Infinix ရဲ့ Note 60 Pro ကျွန်တော်တို့ unboxing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဇိုင်းပိုင်းပထမဆုံးပြောရမယ်ဆိုလို့ရှိရင်ဗျာဒီ Infinix ရဲ့ Note 60 Pro ကလက်ထက်မှာခံရတဲ့ build quality ရောဒီဇိုင်းပိုင်းကအရန်မှာ premium ဆန်နေဆိုတဲ့ခံစားချက်ကိုခံစားရပါတော့ကျွန်တော်လက်ထက်ကိုရောက်လာတဲ့အရောင်လေးကဆိုလို့ရှိရင်တော့ Solar Orange ဆိုတဲ့အရောင်လေးသူကဗျာ Solar Orange အပြင်ကိုမှ Mist Titanium Deep Ocean Blue Mocha Brown Forest Silver ဆိုပြီးတော့အရောင်လေးနဲ့ထပ်ပြီးတော့ရွေးချယ်လို့ရသေးတယ်အဲ့ဒီ9ရောင်အပြင်မှာအရောင်မှာထူးခြားတဲ့ edition လဲထွက်သေးတယ် Torino Black Pininfarina edition ပေါ့နော် Pininfarina ဆိုတာမြင်တော့ပြောရမယ်ဆိုလို့ရှိရင်သူက Italian design house ပေါ့နော်သူကနာမည်ကျော် super ပြိုင်ကားဖြစ်တဲ့ Ferrari ကိုနောက်ကွယ်နေပြီးတော့ design ရေးဆွဲပေးတဲ့ house လဲဖြစ်တယ်ဒီကြောင့်ကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြပြပေးပါတရင်ကောင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးအရောင်မှလမ်းလာပါတယ်ဆိုတော့ Torino Black Pininfarina edition ကကျွန်တော်မြန်မာနိုင်ငံကိုလည်းဝယ်မယ်လို့ကျွန်တော်ကကြားထားတယ်ဒီဖုန်းရဲ့နောက်ကျောဘက်မှာဆိုလို့ရှိရင် active battery display ပါဝင်တယ်ဒါအပြင်မှာ RGB notification light ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းရဲ့နောက်ကျောဘက် design ဆိုလို့ရှိရင်တခြားဖုန်းတွေနဲ့လုံးဝတိတိတသားကွက်ထွက်သွားတယ် design ဘက်ကအရောင်မှ unit ဖြစ်ပြီးတော့ visual identity ရှိတဲ့ဖုန်းလုံးလို့ကျွန်တော်ကတော့မြင်တယ်ဒီနေ့ဗီဒီယိုမှာအဓိကကျွန်တော် highlight လုပ်ချင်တာကကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော် Torino Black Pininfarina edition ကြောင့်ကျွန်တော်နည်းနည်းလေး highlight လုပ်ချင်တယ်ကျွန်တော်က tech blogger တယောက်လည်းဖြစ်တယ်ဒါ automotive vlog တွေလည်းရိုက်တယ်ပေါ့နော်ကားတွေကိုချင်းမြတ်နိုးသူလည်းဖြစ်တယ်ဒီ Infinix ရဲ့ Note 60 Pro ကသူအမဲရော version ပေါ့နော်အဓိကကျွန်တော်ရှေ့မှာပြောခဲ့သလိုမျိုး Torino Black Pininfarina edition ဆိုပြီးတော့သူကမြန်မာနိုင်ငံကိုလည်းသွင်းအောင်ပါပေါ့နော်ဆိုတော့စဉ်းစားကြည့် Pininfarina ဆိုတာကတကယ်မှာ luxury Italian design house ပေါ့နော်ပြီးတော့သူက super ပြိုင်ကားတွေရဲ့ decoration တွေဘာတွေကိုတိဆောက်ပေးတာဖြစ်တဲ့ကြောင့် smartphone တစ်လုံးပါဗျာ super ပြိုင်ကားတစ်စီးမှာပါဝင်တဲ့အငွေ့အသက်တွေကိုခံစားရမယ်ဆိုတော့အဲ့ချက်ကိုကျွန်တော်တော်တော်လေးမှရင်ခုန်တယ် Ferrari ဆိုတာအားလုံးသိတဲ့အတိုင်းပဲတကယ်ကိုမှ super ပြိုင်ကားပါနော် Ferrari နာမည်ကြီးရအချက်ကိုပြောရမယ်ဆိုလို့ရှိရင်အရန်ကမှဆွဲဆောင်မှုရှိတဲ့ design ကြောင့်ရအတွင်းကမှဆိုလို့ရှိရင်လည်းအရန်ကမှ luxury ဖြစ်တဲ့ interior ကြောင့် Ferrari ရဲ့နာမည်ကြီးတယ်ဒီလိုမျိုး Ferrari ရဲ့ design ဘိုင်းကဆွဲဆောင်မှုရှိအောင် interior ဘိုင်း luxury ဆန်အောင်ဆိုလို့ရှိရင် Italian design house ဖြစ်တဲ့ Pininfarina ကနေပြီးတော့တိဆောက်ပေးထားပါနော်ဒီလို super ပြိုင်ကားတစ်စီးကိုတိဆောက်ပေးထားတဲ့ design house အနေနဲ့ဒီ Infinix ရဲ့ Note 60 Pro မှာသူကနေပြီးတော့ပူပေါင်းပါဝင်ပြီးတော့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းကဘယ်လောက်ထိမှ luxury ဆန်မလဲဆိုတာမိတ်ဆွေတို့စဉ်းစားကြည့်လိုက်သူ့နောက်မှာပါတဲ့ active matrix display နဲ့ RGB notification light ကဘယ်လောက်ထိလမ်းလဲဆိုတော့ super ပြိုင်ကားတစ်စီးကိုဆက်နှိုးလိုက်တဲ့ခါကြလို့ရှိရင်ဗျာဒီ dial ကပေါ့နော် driver display ထဲမှာမြင်ရတဲ့ပုံစံမျိုးဖြစ်အောင်အဲ့လောက်ထိကိုအသက်ဝင်အောင်သေသေးချာချာလေးကိုတိဆောက်ပေးတာဒီဖုန်းကဗျာကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲအရန်မှ premium ဆန်တယ်ပေါ့နော်သူ့ရဲ့ aluminum frame aluminum back ကြောင့်တော်တော်လေးမှ solid ဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုလည်းအပြည့်အဝခံစားရတယ်အထူအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ 9.4 mm ပဲထူပြီးတော့အလေးချိန်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ 201.8 gram ပဲလေးတယ်display မှာဆိုလို့ရှိရင်လည်းနောက်ဆုံးထွက်တာဖြစ်တဲ့ Corning Gorilla Glass 7i ကိုဖုံးအုပ်ပေးထားရပါတော့ IP64 water and dust resistant ပါဝင်တာဖြစ်တဲ့ကြောင့်ရေစင်တာတွေဖုံးဝင်တာတွေအဲ့အတွက်လည်းဘာမှစိတ်ပူစရာမလိုဘူးဒီဖုန်းကို design မှာ overall အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အရန်ကိုမှကောင်းတဲ့ build quality နဲ့တော်တော်လေးမှဆွဲဆောင်မှုရှိတဲ့ design ကိုပိုင်ဆိုင်တဲ့ဖုန်းလုံးလို့ပြောပြရစီdisplay ကြောင့်ဆက်သွားမယ် display နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ 6.8 လက်မရှိတဲ့ display မှာ AMOLED screen နဲ့လာမယ် 1.5K resolution ရမယ် 144Hz refresh rate ရမယ်default display ဆိုလို့ရှိရင် Ultra HDR cinematic display ဖြစ်တဲ့ကြောင့်ရုပ်ထွက်တွေကအရန်မှလမ်းတယ်ပေါ့နော် color တွေကဆိုရွှဲပြီးတော့ကြည့်ရအရန်မှအရသာရှိတယ် media consumption experience ကိုအပြည့်အဝပေးနိုင်တဲ့ဖုန်းလုံးလို့ကျွန်တော်မြင်peak brightness တွေပြောရမယ်ဆိုလို့ရှိရင်သူက4500 nit peak brightness ရပါတော့ဆိုတော့ဒီနေအောင်ကြီးအောက်ပေါ့နော်12နေရာအောက်တက်မှာသုံးမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းရဲ့ display ကကိုမျက်နှာကြီးကိုပြန်မြင်ရတာမျိုးတွေမရှိဘူးအဲ့ချက်ကတော်လေးမှသဘောကျစရာကောင်းတယ်နောက်ထပ်သဘောကျအချက်ကိုပြောရမယ်ဆိုလို့ရှိရင် AMOLED display ဖြစ်တဲ့ကြောင့် under display fingerprint scanner ကိုအသုံးပြုပေးထားပါတော့ဒီဖုန်းရဲ့ under display fingerprint scanner ဘယ်လောက်ထိတော့မှမြန်လဲဆိုတော့ထိလိုက်တာနဲ့ထိပွင့်speaker နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ dual speaker ကိုသုံးပေးတာပါနော် mic တစ်ချက်ပြောရမယ်ဆိုလို့ရှိရင်သူက JBL နဲ့ကျုံးလုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အတန်ထွက် quality ကလုံးဝမှ special ပဲအတန်ထွက်တွေကတော်တော်လေးမှကျယ်တယ်ရှင်းတယ်လုံးဝကွဲထွက်သွားရပါမရှိဘူးเนาะဒီ voice display ကလည်းကောင်းပြီးသား audio quality ကလည်းတော်တော်လေးမှကောင်းတာဖြစ်တဲ့အတွက်ကြောင့် media consumption experience ကိုတော့ဒီဖုန်းကအပြည့်အဝခံစားလို့ရမှာသိကြတယ် performance ဘိုင်းမှာဆိုလို့ရှိရင်တော့ဒီဖုန်းက the first note with Snapdragon processor လို့ပဲပြောရမှာပေါ့နော်အသစ်ဆက်ထွက်ထားတာဖြစ်တဲ့ Snapdragon 7S Gen 4 4nm chipset ကိုအသုံးပြုပေးထားတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဗျာ Snapdragon chipset ကိုသဘောကျတဲ့လူတွေကပိုပြီးများတာဖြစ်တဲ့ကြောင့်ဒီဖုန်းကတော့အဲ့ချက်ကတော့ကွက်တီပဲ
ဒီ chipset ကြောင့်မြင်တော့ပြောရမယ်ဆိုလို့ရှိရင်ဒီ chipset ဒီ 4 nanometer architecture ဖြစ်တာဖြစ်တဲ့ကြောင့် battery efficient တော်တော်လေးမှာဖြစ်တယ် performance ကလည်းအဆင်ပြေတယ် battery size တော်တော်လေးမှာတက်တာ RAM နဲ့ဆိုလို့ရှိရင်တော့ 12GB RAM နဲ့လာပြီးတော့ storage နဲ့ဆိုလို့ရှိရင်လည်း 256GB storage နဲ့လာမယ်ပေါ့နော်ဆိုတော့ storage နဲ့ဆိုလို့ရှိရင်လည်းဓာတ်ပုံတွေအများကြီးရိုက်ပြီးတော့တင်ထားချင်တာဖြစ်ဖြစ်ဇာတ်ကားတွေအများကြီး down ပြီးတော့ကြည့်ချင်တာဖြစ်ဖြစ်ဒီ storage ကလုံလောက်တဲ့ storage လို့ပဲပြောပြရစီsoftware နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Android 16ကို 8OS 16နဲ့လာမယ်ပေါ့နော်ဒီ Pininfarina edition မှာဆိုလို့ရှိရင်ကျွန်တော်ဒီ YouTube မှာသွားပြီးတော့ကြည့်ရသလောက်ဆိုလို့ရှိရင်သူကဒီ Resin DNA နဲ့တိတိကျကျလေးကို UI လုပ်ပေးထားပါတော့ဆိုတော့ဒီ sport car things animation တွေလည်းအများကြီးပါဝင်တာကျွန်တော်တို့တွေ့ရတယ်ဒါတော့ first impression video ဆိုတော့ gaming တော့ကျွန်တော် test မလုပ်ရသေးဘူးเนาะကျွန်တော်အခုစမ်းကြည့်ရသလောက်ဆိုလို့ရှိရင်ကျွန်တော်ဒီ3နဲ့ဒီ daily use တွေပါဆိုလို့ရှိရင် Twitter တွေငေါ်တာတွေစင်မပြအဲ့ဒါဘာမှမရှိဘူးတော်တော်လေးမှ smooth ဖြစ်တဲ့ express ကိုရပါเนาะကျွန်တော် application တွေအများကြီးဖွင့်ပြီးတော့ multi tasking လည်းလုပ်ကြည့်တယ်ဒါပေမဲ့တော်တော်လေးမှ smooth ဖြစ်သုံးလို့ရတာတွေ့ရဘက်ထရီနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းက 6500 mAh ဘက်ထရီအကြီးနဲ့လာမယ် 90W fast charging ရမယ်ပေါ့နော်ဘက်ထရီအားဝင်တဲ့ပမာဏကိုအမြင်သာဆုံးပြောရမယ်ဆိုလို့ရှိရင်သူက0ကနေပြီးတော့50 ထိအားသွင်းဖို့အတွက်ဆိုလို့ရှိရင်16မိနစ်ပဲကြာပြီးတော့0ကနေပြီးတော့100 ထိအားဝင်ဖို့အတွက်ဆိုလို့ရှိရင်တော့မိနစ်40လောက်ကြာမယ်နောက်တစ်ခုကတော့ gamer အကြိုက်ပါနော်ဒီဖုန်းမှာဆိုလို့ရှိရင် Infinix ရဲ့ signature ဖြစ်တဲ့ bypass charging လည်းပါဝင်နေပါတော့ဆိုတော့ကျွန်တော်တို့အာသညိုတန်းလန်းတဲ့ game ကစားမယ်ဆိုလို့ရှိရင်တော့ဘာမှစိတ်ပူစရာမလိုဘူး safety တွေကလုံးဝအောင် share ပဲကင်မရာနဲ့ဆိုလို့ရှိရင်တော့နောက်ကျောဘက်မှာကင်မရာနှလုံးပါပါနော်50 megapixel night master camera ရဲ့8 megapixel ultra wide ဆိုပြီးတော့စုစုပေါင်းနှလုံးပါတယ် main camera ဖြစ်တဲ့50 megapixel night master camera ကတော့အဓိကတော့ low light photography တွေမှာတော်တော်လေးကောင်းအောင် Infinix ကဒီခေတ်မှာတော့လုပ်ပေးထားကျွန်တော်တို့တွေ့ရတယ် smartphone တွေရဲ့ထုံးစံတိုင်းပဲပေါ့နော်မနေ့ဖက်ဆိုလို့ရှိရင်တော့သူကအလင်းရောက်ကောင်းကောင်းရတဲ့နေရာမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်တယ်တော်တော်လေးပါအဆင်ပြေ detail တွေကျန်တယ် color contrast လေးအဆင်ပြေဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်စမရိုက်ထားတဲ့ပုံလေးပြပေးထားပါတော့ ultra wide ကကြတော့ဗျာအဓိကတော့ group ဓာတ်ပုံရိုက်တာတို့နောက်တစ်ခါကျတော့ဒီ shoot game တွေမှာရိုက်တဲ့ခါကြလို့ရှိရင်လည်းတော်တော်လေးမှာအဆင်ပြေ selfie နေနဲ့ဆိုလို့ရှိရင်တော့30 megapixel selfie camera တစ်လုံးကိုပါရှိုးထဲမှာသူကထည့်ပေးတာပါနော် selfie ပုံရိပ်တွေကဆိုလို့ရှိရင်တော့သဘောကျချက်ကိုပြောရမယ်ဆိုလို့ရှိရင် detail တော်တော်လေးကိုမှကျန်တယ်နောက်တစ်ခါကျတော့ဗျာသူက color တွေရတယ်တော်တော်လေးကိုမှမှန်တယ်ပေါ့နော်ဆိုတော့မစိုးဗျာ selfie လေးဒီဖုန်းလေးမှာအဆင်ပြေလို့ကျွန်တော်မြင်တယ် Fabric ပေါ့နော်အချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Infinix ရဲ့ Note 60 Pro ကိုဒီဈေးတန်းပေါ့နော် official ထွက်တဲ့ဖုန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်အားအရဆုံးဖုန်းလို့တော့ကျွန်တော်ပြောပြရစီဘာဖြစ်လို့ဒီစကားကိုကျွန်တော်ပြောလဲဆိုတော့တစ်ချက်ဒီဖုန်းဒီ design မှာအရင်မှာ premium ဖြစ်တယ်နောက်တစ်ခါကျတော့သူ့ရဲ့ build quality ကကျွန်တော်အရင်မှာသဘောကျတယ်ပြီးတော့နောက်ဘက်မှာဆိုလို့ရှိရင်ဘယ်ဖုန်းမှမပါ active metric display ပါဝင်တာကလည်းဗျာတော်တော်လေးမှ unique ဖြစ်သွားတယ်လို့ကျွန်တော်ကတော့မြင်တယ် performance လေးကလည်းမဆိုးဘူး camera quality လေးကလည်းအဆင်ပြေ battery ကလည်းကြီးတယ်အားဝင်တာလည်းမြန်တယ်ဆိုတော့ all round တော်တော်လေးမှကောင်းတဲ့ဖုန်းလုံးဆိုတော့ဘာမှညင်းစရာမရှိဘူးဒီထက်ပိုပြီးတော့ကျွန်တော်ရင်ခုန်တာကကျွန်တော်မြန်မာနိုင်ငံကိုမကြခင် official ဝင်လာတော့မဲ့ Note 60 Pro ရဲ့ပေါ့နော် Torino Black Pininfarina edition ကျွန်တော်ပိုတော့မှရင်ခုန်သေးတယ်စဉ်းစားကြည့် Ferrari ဆိုတာတကယ်ကဘာကျော် super ပြိုင်ကားပေါ့နော် Ferrari လိုမျိုး super ပြိုင်ကားကို design ရေးဆွဲပြီးတဲ့ design house နဲ့ collaboration လုပ်ထားတဲ့ဖုန်းဆိုတာဘယ်လောက်ထိအောင်မှ premium ဖြစ်မလဲဘယ်လောက်ထိအောင်မှ luxury ဖြစ်မလဲဆိုတာမိတ်ဆွေတို့စဉ်းစားတာကြည့်ပေါ့နော်ဆိုတော့ Pininfarina edition ကသာမြန်မာပြည်ကိုဝင်လာမယ်ဆိုလို့ရှိရင်တကယ်တမ်း Ferrari ပြိုင်ကားကိုချစ်မြတ်နိုးရဲ့လူတွေအတွက်ဆိုလို့ရှိရင်ဗျာ collection item တစ်ခုအနေနဲ့ဝယ်တင်တယ်ပေါ့နော်အဲ့ဒီ Infinix Note 60 Pro ရဲ့ Torino Black Pininfarina edition မြန်မာနိုင်ငံကိုရောက်လာခဲ့လို့ရှိရင်လည်းကျွန်တော် unit လေးရခဲ့ရင်ကျွန်တော်လည်းဗီဒီယိုလေးလုပ်ပေးပါဦးမယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးဒီမှာပဲဆုံးသက်ပေးချင်ပါတယ်ခင်ဗျာ